recording ထဲမှာဘာလို့မဲနေရတယ်မပြောတတ်ဘူးဗျာကျွန်တော် SMC structure နဲ့ပြင်ကြည့်အောင်နော် SMC structure ဆိုတော့ပူပဲဒီကောင်ဆွေးတယ်ဒီကောင်နောက်ထပ် less ပူပဲဒီမှာ QM တခုရှိရဒီနာကိုရောက်တာ ਨੇ ဒီ breaker block ပေါ့နော် breaker block ပဲ fair value gap တွေတော့မရှိတော့ဒီ RBS ကနေထောင်တက်သွား RBS ကဒီမှာပြန် medicated လုပ်ပြီးသားဆိုတော့ price ကဒီနာကိုရောက်ပြန်တယ်ထောင်တက်သွား Okay, SMC နဲ့ပဲလိုက်မယ်ဆိုရင် okay ကျွန်တော်okay alright ကျွန်တော်ဒီမှာ one let OCL လည်းမမီးတော့ဘူးနော်ဒီမှာကျွန်တော်တို့ point ထားခဲ့တယ်ကျွန်တော် liquidity clustering liquidity here gonna easily break through these target okay the weekly CRT ပေါ့နော်ဒီကတော့ weekly ဒီမှာ CRT မှာဒီ gap ထဲရောက်လာ weekly CRT okay weekly CRT ကျွန်တော် price action ကိုပြန်ပြီးတော့ break down လုပ်ရတယ်ဒီမှာကျွန်တော်တို့ C2 daily မှာ C2 reversal into expansion C3 C4 trade C5 မှာရော C3 reversal key level လည်းမရှိဘာမှမရှိဘဲနဲ့ဒါ just retracement ပေါ့နော် retracement ကကျတော့ key level တွေပိုင်းမလို့တော့ physical priority favor က order block ကိုထိကပတ်နေokay နောက်တဲ့ daily candle တစ်ချောင်း okay နောက်တဲ့ daily candle တစ်ချောင်းမှာကျွန်တော်တို့ Friday ဆိုတော့ weekly ဒီထိလည်းလာပြီးပါဆိုတော့ဒီ weekly ရဲ့ consumer encroachment ကနေဟောပေါ်ထိသွားကျွန်တော်တို့ target ကိုလည်း expand ရောက်ပြီးသွားဖြစ်တဲ့အတွက် target ကိုလည်းဆွေးပြီးသွားပြီဒီ target favorite gap midpoint တွေကနေကျွန်တော်တို့ဒီမှာ retracement ပြန်လာတယ် daily ကနေ okay တို့ရောdaily target ကိုထိပြရတယ်ကျွန်တော်C4 ဒီ reversal point ကနေတော့retracement ပြန်လာမယ်ထင်တယ် target ကိုလည်းရောက်ပြီးပါကျွန်တော်ပထမဆုံးပင်ပါနဲ့တက်တယ်ဗျပင်ပါနဲ့ break out ဖြစ်တယ်ဒီမှာပင်ပါနဲ့တက်ပြီးတော့ဒီမှာ TBN resistance found အောက် break out ဖြစ်ပြီးတော့အောက်ပြန်ကျလာတယ် new resistance have found တယ် new resistance have found H1 လောက်ကိုကြည့်အောင် H1 မှာဆိုရင်ဒီမှာဒီကောင်လေး line တွေဒါတွေ volume ကန်တယ်ခံအဲ့ဒါကို okay I just need this line so I can check ကျွန်တော်တို့resistance ကိုထိရ target ကိုဆွေးရတယ် break accumulation ဆွေးပြီးတော့ဒီကောင်ထပ် break so probably we will retrace right we're gonna retrace bro we're pretty sure we're gonna retrace defeat so retrace ပြန်လာမယ် H1 မှာလေdirection set လုပ်ပြီးသွားပြီ market structure start shift ပြီးကျွန်တော်တို့ inducement point ဒီမှာ inducement point ကိုမစားဘဲနဲ့ statement ဆိုရင်ဒါ new week ဖြစ်တော့เนาะ Monday ရောက်ပြီး new week ရောက်ပြီး inducement point okay inducement point ကလောလောဆယ်ဒီကနေဒီမှာစပြီးတော့ပြန်လာစားပြီinternet okay ဒီမှာ inducement point ကို liquidity လာစားတယ် key တယ်ပဲဒီကနေတခါတည်း short မှာလားဆိုပြီးတော့ Asian market ကဒီမှာကကျွန်တော်စင်းချင်နေပြီဗျာ Asian market ကစင်းချင်နေရင်ကျွန်တော်ဘယ်လိုလုပ်မလဲ bro what the fuck man okay Asian market liquidity sweet တယ်မစင်းဘူးเนาะကျွန်တော်ဒါ decision နဲ့ order block QM ဒါ QM လေးကိုကျွန်တော်စင်းမှာ Monday previous ဒီ trend တစ်ခုရဲ့သူ objective တစ်ခုရောက်သွားပြီဗျာ QM လား
H4 တပင်ကြည့်အောင် H4 structure H4 ကိုကြည့်အောင် daily okay ကျွန်တော် inducement ကဒီမှာပို့ရဒီမှာ breakout structure ဒီကောင်က breakout structure ဖြစ်တယ်နော်line ရန်တော့ရှုံနေမှာပဲbreakout structure ချက် timing လေးပေးတယ် timer လေးပေးလိုက်မှာပဲokay timer ပေးရ okay breakout structure ဖြစ်ပြီးအချိန်မှာကျွန်တော်တို့ liquidity ရတယ်မှာဆိုတော့ inducement liquidity ဒီတစ်ခုပဲရှိတယ် energy free flow တော့ဆင်မယ်ဒါပေမဲ့ဘယ်လိုဆင်မှာလဲဟုတ်တယ်မလားအဲ့တော့ M15 QM ကနေလိုက်မှာ liquidity inducement ကိုစားတယ် decision order block ကိုမှာ QM level တစ်ခုရှိမယ်ဒီမှာနောက်တစ် QM level နောက်တစ်ခုထပ်ရှိတယ် QM level နှစ်ခု clustering ဖြစ်တော့ဒီကောင်ကလည်း is a significant how many times it break here so there was use once break use twice use thrice not so the chain liquidity sweep breakout structure this is a strong high ဒီနာကနေlevel တစ်ခုထပ်ရှာထုတ်လိုက်တယ်ရှာရော M5 မှာရောပင်ပါတစ်ချောင်းနဲ့ inducement လာစားပြီးခင်ကျွန်တော် order စင်းတဲ့ဒီကောင်ထက်စင်းတယ်ဒီကမစင်းနိုင်ပဲဒီကောင် failure to display ဖြစ်တဲ့အချိန်မှာဒီကောင်ကိုလာစားရမယ်မယ်စစနဲ့ပဲဒီ strong high ကနေကျွန်တော်တို့ target ကို 2.2 stop loss တဲ့ okay inducement point our inducement point is here inducement point is 24 ဒါရော SMC okay retracement line first the bottom zone send inducement မစားခင်မှာကျွန်တော်နောက်တစ်ခါ entry ပေးတယ် random မှာ display ထပ်လုပ်တယ်inducement ကိုမစားချင် okay decision order block ကဒီမှာ one lap OCN ကလည်းအရန်ဝေးတယ် New York session မှာ Asian London X ဆိုရင် New York မှာ reverse ပြန်လာ wow တော်တော်ကြီး steep တဲ့ Asian London display New York reverse 10 to ဒီက OCN oh ဒီမှာ right here our new နားလေးမရောက်လာဘူးလားကွာ structure market ပြန် shift သွားတယ်ရောက်တော့မယ်ရောက်ပြီရောက်ဘူးကျွန်တော် structure shift ဖို့ comment တာနော်ဆိုဒီမှာ Asian ထိတ်မှကြရင်တော့ရလိုက်တယ်okay H1 တော်တော်ကြီးတော့ retrace ပြန်လာနေတော့ land ပါတော့ retrace ရကျွန်တော်တက်မလားဆင်မလားမသိချသေးဘူးဒီမှာ let's go back to H4 right H4 create new resistance okay ဒီကနေokay ဒီမှာ ground zone display ဖြစ်တယ်ဘာလို့ဒီမှာလည်း breakout structure ဆိုတော့ဟုတ်တယ်မှာလည်းရလိုက်တယ်ဒါပေမဲ့ new ဒီမှာနေ H4 ကဒီမှာတက်တယ်ဒီကောင် break တဲ့အချိန်မှာဒီကောင် OCL ကိုပဲ break တာဆိုတော့ကျွန်တော်ဒီကနေ short ဖို့ဒီကောင် high of the day ဖြစ်နေတယ် oh shoot holy fuck ကျွန်တော် display မဖြစ်နိုင်ဘူးကျွန်တော်ဒီနားမှာ short ဖို့ကြိုးစားတယ်previous day previous day I don't know be how that long one totally mitigated low at the negative 4 နဲ့ကွက်တီပဲ
-4 swing point နဲ့ကကွက်တီပဲ Oh my god တော်သေးရဲ့ဟဲ့ဒီထိတ်ကန်နေအော် entry blue scaling လောက်ခဲ့လေပြန်စဉ်းစားကြည့်အောင်ဒီမှာက liquidity က strong highဒီမှာ M15 H1 M15 fresh ဒါက A need okay New York opening price -4 -4 ကိုတော်တော်လေးတော့ပန့်သွားတယ်နော်ဒါတွေပန့်မယ်လည်းထင်တော့ it was a wick ဟိုအောက်ကနေရှေးပဲ wick တော်တော်ကြီးရှိတယ် breakout structure လို့ပြောတယ်ဒါပေမဲ့ဒါ retracement ကိုလိုက်မလားကျွန်တော်ဒီကောင်ကိုဘာလို့ထားရလဲဆိုတော့ဒီကောင်နော်ဒီ wick ရဲ့ 50% နေလာတာ wick equilibrium နေလာတာ wick 50% liquidity တွေ clustering ဖြစ်နေတယ် wick with 50% wick 50% liquidity clustering sweep and then the next day we have this sweep touch and drop NYOB touch and drop bro I've been testing that for a while now bearish candle ဖြစ်တယ်ကျွန်တော် short ချလိုက်ပါကျွန်တော်လက်နှစ်ဖက်ဘယ်ဘက်လက်က1 2နဲ့ညီနေတယ်ကွက်တီကျွန်တော်နံပါတ်4ပဲရိုက်ချလိုက်တာ H1 မှာ trend line ရှိမှချက်ရှုပြအောင် H1 trend line engulfing on period steps trend line တော့ရှိနော် wick to wick trend line ဝါအေးရinducement T32 လားဒီမှာစပြီး breakout structure ဖြစ်တယ် okay အဲ့ဒါထပ်ပြီး skin setup တစ်ခုထဲနဲ့တင်ကျွန်တော်လုံလောက်ပါတယ်ဒီကကျွန်တော်ဒီ drop okay ဒီ drop ဒါ higher time frame ရဲ့ retracement ပေါ့နော်ဒီမှာ blasted through a expansion period this consolidation blasted through this retracement phase retracement ကတော်တော်ကြမ်းကြမ်းယူလာတာဘာလို့လဲဆိုတော့သူ liquidity တွေ clear လုပ်ပြီးသွားလို့သူဒီ direction တစ်ခုထားပြီးတော့ကျွန်တော် short တယ် short ပြီးတော့ကျွန်တော်ပဲဒီ short ဒီ inducement ကျွန်တော်ပြောခဲ့တယ် H4 inducement ဒီမှာဒီအထိကို short လို့ရမယ်နေတွေ့နော် Asian Asian London ပေါ့ဒီ London လိုဒီ short ချ Asian London New York နည်းနည်းလေးတော့ daily profile ကိုကြည့်ရရင် daily profile ကဒီ wick ကြည့်ရနည်းနည်းတော့ကြောက်ဘူး wick ဒါပေမဲ့ close bearish ဖြစ်တဲ့အတွက် close candle previous day high ကို low ကိုစားရတယ် close bearish ဖြစ်တဲ့အတွက်ကျွန်တော်တို့bearish bias ပဲ target okay target ကကျွန်တော်ခဏပြောတယ် H1 မှာ clear မဖြစ်လို့အဲ့တော့မှ daily fair value gap လည်းနည်းနည်းလေးရှိတယ် daily fair value gap ရှိတာဖြစ်တဲ့အတွက် fair value gap midpoint ကနေတက်သွားတာနော် fair value gap midpoint လေးကနေထောင်းတက်သွား fair value gap midpoint ကနေ reverse okay previous daily low ပါတခါဆွေးသွားတာ so ဒီ reversal ကဒီ low previous day low စားပြီးရတယ် reversal ပြန်လာဆိုတော့ previous day low previous day high စားပြီး previous daily low previous daily high aligning with daily fair value gap so liquidity ကောင်းစားပြီးရတယ် reversal ပြန်တယ် long or short ကောရမယ် okay ဒီကောင်လေးကျွန်တော်စားသိချင်တယ်ဒီကောင်လေး London low စားရ okay inducement တော့ဒီမှာ H4 inducement ကိုလည်းစားပြီပြီးတော့ H4 မှာ New York မှာ reversal ပြန်တယ်ဟာ inducement ကိုစားပြီး that's why I told you inducement point ကိုစားတယ် F50 မှာဒီကောင် okay breakout structure
New York session မှာအတကုန်ပန့်သွားနော်ဒီ H4 ရဲ့ဒီ liquidity ဒီစားသေးခြင်းလဲဆိုတာဒုတိယနေ့မှာကျွန်တော်တို့ daily candle အရာပြန်ကြည့်မယ်ဆိုရင်ဒီလိုနေ့ကကျွန်တော်တို့ C3 C4 လား C3 C4 retracement ဒီနားရောက်ရင် C3 C4 retracement အဲ့မှာအကုန်ပန့်သွားတယ်ဗျာ New York Asian ရော London ရောကြာနေပြီးတော့ New York မှာ reverse ပြန်ပြီးတော့ Asian မှာထပ်ဆင် H1 ကိုကြည့်အောင် H1 structure မှာကျွန်တော်ဒီစင်းကဘယ်ကနေလာလဲဆိုတော့ဒီ OCL ကနေပဲကြာ CLTL ကိုစား I told you price costs aura block က Puba liquidity sweep ကြာကျွန်တော်တို့ SMC structure ရဆိုရင်ဒီကောင် extreme aura block extreme aura block ရောက်တဲ့အချိန်မှာ extreme aura block မှာ aura block level လေးရှိတယ် aura block ထိ short တာနော် short တာတော့ကျွန်တော်ဟို scaling လောက်တာမကျွမ်းရင်ကျွန်တော်အဲ့ဒီရှိနေ aura block ရဲ့ဒီ V level ထိဒီကနေကြာတာကြီးပတ်ဆက်တယ်နော်ဒီ rejection block က previous day -4 standard deviation London high and then Asian touch and draw so ဒီမှာကကျွန်တော်တို့okay straight short view London မှာ okay aura block zone နဲ့ရောက်လာပြီ H4 market structure ရဲ့ inducement စာရတော့ကျွန်တော် target က high ကိုပြန်ပြီးတော့ target ထားမယ် aura block ကိုရောက်ပြီးရတယ်ပန့်နေတယ်ကျွန်တော် key level လာမထိသေးလို့ဗျာ key level လာမထိသေးတော့ကျွန်တော်နည်းနည်းလေးဒီမှာဆို long or short ကို I would say this one is just an inducement I'm not gonnaဒီနာဟာပဲUdra Ashrana SMC straight don't trust SMC structure in accumulation phase ဘယ်မှာAdra Mr. R ရပဲ Mr. R ရပဲအေးပဲရှင်းပြသွားပါတယ်ဒီ accumulation ဖြစ်နေတဲ့မယုံနဲ့တဲ့ဆိုကြဒါ inducement အနေနဲ့တက်မှန်ရင်ကျွန်တော်တို့ decisional aura block ကဒီမှာ decisional aura block ကအဲ့မှာကိုVWAP နဲ့လည်းတွေ့တယ်ဒါပေမဲ့ကျွန်တော်နောက်ကျနေပါတယ်ဒီမှာဆိုရင် show ပေါ့နော်နောက်ကျနေတော့နောက်ကျနေ okay ကျွန်တော်လုံးဝ timing new session မှာ timing new session timing မှာကျွန်တော် aura block ထဲက key level ကိုလာဆွေးပါတယ် so this is gonna be our POI brother Asia မှာကျွန်တော် short ဖို့ opportunity နောက်တစ်ခုထပ်ရအောင်နော်စနေတဲ့ inducement တရားနေမစင်းမနဲ့ body တက်လာပြီးတော့ဒီ fair value ကကို fail ပြီးတော့စင်းတယ်ဆိုဒီ V ကိုတိချင်းဝယ်မှာလားဒါကဒီ V ကနော် daily V
C3 C4 and then this opportunity to buy told you F15 man stretcher shift key level လာထိပြီးတော့ daily key တဲ့ H4 မှာ H4 နှစ်ချောင်းဖြစ်မယ်တွေ့ yes of course H4 နှစ်ချောင်းဖြစ်တယ်နော်ဘာလို့လဲဆိုတော့ any key level retest with the daily key level anyway ကျွန်တော် bullish reaction တွေ့ထားဖြစ်တဲ့အတွက်ဒီကနေပဲကျွန်တော်ဝယ်လိုက်တယ် and stop loss 12 bit နဲ့ target ကဟိုဟာထိ every key level retest with just H4 in တနေရာထဲမှာ H4 okay ဒီမှာ CC continuation so entry ကဒီ V နော် CC continuation trip point stop loss London clustering so accumulation manipulation and then exponent distribution right and then I'm gonna use this one yeah no perfect ဖြစ်နေ body to body nearly lower like this body to body projection yes clustering okay how about M30 might so okay yeah only up my M30 yeah we can even use like this I'm gonna go jump a little so Asian London liquidity clustering also FIBO got body to body body to body body public clear फिर body to body sway anyway key level ရတယ်ကျွန်တော်နှစ်ခါစတိုက် test နေရဖြစ်တဲ့အတွက်ကျွန်တော် H4 inducement ကဒီမှာပဲပေါ့ H4 inducement ends here oh okay ကျွန်တော်နည်းနည်း20 minutes